မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူတိုင်းမှာစကားနေကြဆိုပါရနော်ဒီနေ့မှာကျွန်တော်ဗာလဲဆိုတော့ဘာလို့လာပြီးတော့ share ပေးလဲဆိုတော့ပေါ့နော်အချိန်တွေကိုပေါ့နော်24နိုင်24နိုင်အချိန်တွေကိုကျွန်တော်လာရောက်ပြီးတော့ share ပေးတာဖြစ်ပါတယ်โอเคအဲ့ဒါဘာတွေဘလူတွေပြောလဲပေါ့နော်တန်ထွက်လေးတွေကဘလူတွေတုံးပြီးတော့ပြောလဲဆိုတာကျွန်တော်နော်ဒါပြီးတော့ share ပေးတာဖြစ်ပါတယ်โอเคအဲ့ဒါဆိုကျွန်တော်လည်းဒီလေ့လာကြအောင်မနေ့အစောကြီးပေါ့နော်မနေ့အစောကြီးညဦးပိုင်းပေါ့နော်ညဦးပိုင်းတနားကြီးဆိုလို့ရှိရင်ဘေးမှာကျွန်တော်တစ်ခါလေးရေးပေးထားပါတယ်အဲ့ဒါကြတော့ဒီမှာဖြစ်ပါတယ်ဒီမျက်နှာပြင်လေးမှာကျွန်တော်ပြထားမှာဖြစ်ပါတယ်เนาะโอเคအဲ့ဒါကိုကြတော့တနားယူเนาะတနားယူကြတော့ T1 ဒီမှာစာလေးနဲ့ရေးပေးထားတယ်ပြီးတော့အင်္ဂလိပ်စာလေးနဲ့ပါကျွန်တော်တစ်ခါလေးရှင်းပြီးရေးပေးထားတယ်เนาะ T1 ဆိုတာညတနားညဦးပိုင်းတနားယူကိုဆိုလိုတာဖြစ်ပါတယ်ပြီးတော့နံပါတ်2ပေါ့เนาะလူတွေကတစ်ခုကည2နာရီပေါ့เนาะညဦးပိုင်း2နာရီကိုကြတော့T2 ဆိုတာ2နာရီပေါ့နော် T ဆိုတာညဦးပိုင်းလေးမှာတုံးတယ်သူကဘယ်ချိန်ဒီမှာတုံးလဲဆိုတော့မနေ့စောကြီး9နာရီဒီကို T ဆိုတာနဲ့တုံးသွားနော် T1 ဆိုတာ1နာရီပေါ့နော်ပြီးတော့ T2 ဆိုတာ2နာရီ T3 ဆိုတာ3နာရီ T4 ဆိုတာ4နာရီ T5 ဆိုတော့9နာရီမနေ့9နာရီမနေ့စောကြီးပေါ့နော်ဒီ9ခုကိုကြတော့ T ဆိုတာနဲ့တွဲပြီးတော့သုံးတာဖြစ်ပါတယ်နော်အဲ့ဒါမမေးနဲ့နော်သူကအချိန်ခွဲထားတာဒီမနေ့တနာရီကနေ9နာရီကို T ဆိုပြီးတော့သုံးတယ်နော်โอเคပြီးတော့နောက်တစ်ခုသွားမယ်ခဏလေးโอเคဒါကြတော့တစ်ခုနော်ဒါကြတော့ဘယ်လိုလဲဆိုတော့ဒီဒါကြတော့ဘာနော်6နာရီမနေ့6နာရီကြာမနေ့ကြာတော့ကျွန်တော်ဘယ်လိုပြောလဲဆိုတော့6ဆိုပြီးတော့သုံးတယ်နော်6သူကဘယ်နှစ်နာရီထိသုံးလဲဆိုတော့မနေ့6နာရီကနေမနေ့7နာရီထိကို6ဆိုတာသုံးတယ်နော်6ဆိုတာသုံးတယ်โอเคမနေ့6နာရီကြာတော့6ဆိုတာနှစ်ပတ်မှာ6ဖြစ်ပါတယ်နော်အဲ့ဒါ6โมงเช้า6โมงเช้าဆိုလို့ရှိရင်မနေ့6နာရီကိုပြောတာပေါ့နော်မနေ့6နာရီကိုပြောတာโอเค9နာရီကိုကြာတော့7ဆိုတော့9ဖြစ်ပါတယ်7โมงเช้าဆိုလို့ရှိရင်မနေ့9နာရီဖြစ်ပါတယ်နော်โอเคပြီးလို့ရှိရင်10နာရီကြာတော့8โมงเช้า8โมงเช้าဆိုတော့10နာရီပေါ့နော်9နာရီကိုကြာတော့9โมงเช้า9โมงเช้าဆိုတော့9နာရီပေါ့နော်တခါတည်းစာလေးနဲ့ရေးပြထားနော်အင်္ဂလိပ်စာရောထိုင်းတန်ထွက်ကိုအင်္ဂလိပ်စာရောမြန်မာစာနဲ့ပါကျွန်တော်တခါလေးရေးပြထားနော်9နာရီကိုကြာတော့9โมงเช้าโอเคပြီးတော့10နာရီပေါ့နော်10นาရီကို10ဆိုတာ10ပေါ့နော်ပါဇက်ပိတ်တယ်နော်10โมงเช้าဆိုလို့ရှိရင်10နာရီပေါ့နော်โอเค17နာရီကိုကြာတော့18โมงเช้า18โมงเช้าဆိုလို့ရှိရင်17နာရီဖြစ်ပါတယ်နော်17နာရီကို18โมงเช้าဖြစ်ပါတယ်အဆင်ပြေမလို့ထင်ပါတယ်နော်โอเคပြီးတော့12နာရီသွားမယ်12နာရီနှမျိုးရှိတယ်နော်နေ့12နာရီနဲ့ည12နာရီโอเคဒါကြတော့ကျွန်တော်နေ့12နာရီကိုအရင်ပြောပြမယ်မှာပေါ့နော်12နာရီဒီမှာဖြစ်ပါတယ်အဲ့ဒါ12နာရီပေါ့နော်နေ့12နာရီကိုကြာတော့เที่ยงဆိုတော့12နာရီခေါ်တာဖြစ်ပါတယ်เนาะเที่ยงဆိုတာ12နာရီအဲ့ဒါကိုကြာတော့12နာရီပေါ့နော်เที่ยงวันဆိုတာနေ့ဘက်ကို12နာရီနေ့ဘက်12နာရီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့เที่ยงဆိုတော့ပဲသုံးလို့ရပါတယ်เที่ยงဆိုတာ12နာရီဖြစ်ပါတယ်เนาะနေ့ဘက်ဆိုပြီးတော့နေ့ဘက်ခွဲမှာကွာနေ့ဘက်ညဘက်ခွဲမယ်ဆိုလို့ရှိရင်เที่ยงวันဆိုပြီးတော့1ဆိုတာနေ့ကိုပြောတာเนาะเที่ยงวันဆိုလို့ရှိရင်နေ့ဘက်12နာရီကိုပြောတာဖြစ်ပါတယ်เนาะโอเคပြီးရင်ကျွန်တော်တို့ညနေပိုင်းပေါ့နော်ညနေပိုင်း1နာရီ2နာရီ3နာရီကိုကြာတော့တစ်မျိုးသုံးတယ်နော်အဲ့ဒါကြတော့အတန်တစ်မျိုးသုံးတယ်အဲ့ဒါကြဘယ်လိုလဲဆိုတော့ဒီမှာဖြစ်ပါတယ်နော်အဲ့ကျွန်တော်ပြမယ်73နာရီပေါ့နော်ကျွန်တော်ရေးထား73နာရီဆိုတော့1နာရီဆိုလိုတာဖြစ်ပါတယ်အဲ့ဒါကြတော့နေ့လယ်တနာရီပေါ့နော်နေ့လယ်တနာရီကနေနေ့လယ်3နာရီတိကိုအတန်တစ်မျိုးသုံးတယ်နော်โอเคနေ့လယ်တနာရီကြာတော့บ่ายโมงတခါတည်းရေးပြထားရနော်บ่ายโมงဆိုတာ
တနာရီပေါ့နော်နေ့လယ်တနာရီပိုင်မုံဆိုလို့ရှိရင်တနာရီပေါ့နော် okay 2နာရီဆိုလို့ရှိရင်บ่าย2ဆိုပြီးတော့သုံးလို့ရရင်เนาะပြီးတော့စာထဲမှာကြာတော့ကျွန်တော်မုံဆိုတာကျွန်တော်ထည့်ပေးထားတယ်บ่าย2မုံဆိုတာလည်းသုံးလို့ရရင်เนาะအတူတူပဲบ่าย2ဆိုတာလည်းသုံးလို့ရတယ်သုံးမဟုတ်บ่าย2မုံဆိုတာလည်းသုံးလို့ရရင်เนาะဒါပြပြထားတာတိအောင်ပြပြလိုက်တာเนาะบ่าย2ဆိုပြီးတော့သုံးလို့ရတယ်2နာရီပေါ့เนาะသုံးမဟုတ်บ่าย2မုံ2နာရီအတူတူပဲအတိတ်ပဲအဲ့တော့အဲ့ဒါကိုကျိတ်လို့သုံးပေါ့เนาะအဲ့လိုလည်းသုံးလို့ရတယ်โอเค3နာရီယူသွားမယ်เนาะ3နာရီယူကြတော့บ่าย3အဲ့လိုသုံးလို့ရတယ်เนาะပြီးတော့บ่าย3မုံဆိုပြီးတော့လည်းသုံးလို့ရတယ်အတူတူပဲအတိတ်ပဲเนาะบ่าย3ဆိုတာ3နာရီပေါ့เนาะနောက်တစ်မျိုးကบ่าย3မုံဒါလည်း3နာရီပါမယ်เนาะအစီမီမလို့ထင်ပါတယ်โอเคနောက်တက်သွားမယ်ဒါညနေပေါ့เนาะညနေပဲသုံးတာ4နာရီ5နာရီ6နာရီပေါ့เนาะဒါဒီ3မျိုးကိုကြတော့နောက်ထပ်တစ်မျိုးသုံးတယ်เนาะခွဲထားလိုက်တာမနေ့ကတစ်မျိုးပြီးတော့နေ့လယ်1နာရီ2နာရီ3နာရီကတစ်မျိုးပြီးတော့အခုညနေ4နာရီ5နာရီ6နာရီအဲ့ဒါတစ်မျိုးโอเคအခုကတော့ညနေ4နာရီပေါ့เนาะညနေ4နာရီကြတော့4မုံရင်ဆိုတာညနေအေးကိုပြောတာဖြစ်ပါတယ်เนาะ4မုံရင်ဆိုလို့ရှိရင်4နာရီပေါ့เนาะညနေ4နာရီညနေအေး4နာရီကိုဆိုလိုတာဖြစ်ပါတယ်4မုံရင်ဆိုတာโอเคညနေ5နာရီဆိုလို့ရှိရင်5မုံရင်ဆိုတာညနေ5နာရီပေါ့เนาะโอเคညနေ6နာရီဆိုလို့ရှိရင်6မုံရင်ဆိုတာညနေ6နာရီပေါ့เนาะโอเคအဲ့ဒါတတွဲเนาะဒါတတွဲโอเคပြီးလို့ရှိရင်ည9နာရီကနေည7နာရီကနေည7နာရီထိကအတန်တစ်မျိုးသုံးတယ်တခါလေးရေးပေးထားတယ်เนาะအဲ့ဒါကြတော့ဘာကိုသုံးတာလဲဆိုတော့ထုံးเนาะ1ထုံးည9နာရီကိုကြတော့1ထုံးပုံမှာတခါလေးကျွန်တော်စာရင်းနဲ့ရေးပေးထားတယ်เนาะအင်္ဂလိပ်ရောမြန်မာရော1ထုံးဆိုလို့ရှိရင်ည9နာရီကိုဆိုလိုတာဖြစ်ပါတယ်โอเคအဲ့ဒါနောက်ပြီးတော့8နာရီကိုကြည8နာရီကြတော့2ထုံးဆိုတာည8နာရီကိုဆိုလိုတာဖြစ်ပါတယ်2ထုံးဆိုတာည8နာရီပေါ့နော်โอเค9နာရီကိုကြတော့3ထုံးဆိုလို့ရှိရင်ည9နာရီဖြစ်ပါတယ်โอเคည10နာရီကိုကြတော့4ထုံးဆိုတာည10နာရီဖြစ်ပါတယ်เนาะโอเคည17နာရီကိုကြတော့5ထုံးဆိုတာည17နာရီဖြစ်ပါတယ်ခုနကကျွန်တော်ပြောတဲ့12နာရီပေါ့နော်ဒါကြတော့ည12နာရီဒါနေ့လယ်12နာရီမဟုတ်ဘူးเนาะည12နာရီဖြစ်ပါတယ်โอเคည12နာရီကိုကြတော့ဘယ်လိုပြောလဲဆိုတော့เที่ยงဆိုတာ12နာရီဟုတ်တယ်မလားခုနကကျွန်တော်ပြောတာနေ့လယ်12နာရီကိုကြတော့เที่ยง1အဲ့ဒါနေ့ပဲ12နာရီပေါ့နော်အခုကကြတော့ညပဲ12နာရီဆိုတော့เที่ยงဆိုတာ12နာရီပဲเที่ยงคืนဆိုတာညပဲကိုပြောတာคืนဆိုတာညပဲเนาะเที่ยงคืนဆိုလို့ရှိရင်ည12နာရီပြောပါတယ်เที่ยงวันဆိုတာကြတော့နေ့ပဲ12နာရီပေါ့နော်โอเคဒီမှာဘာတွေကွာသွားလဲဆိုတော့တီဆိုတာမနေ့တနာရီကနေ9နာရီထိသုံးတယ်တီဆိုတာเนาะတီ1တီ2တီ3တီ4တီ5အဲ့ဒါမနေ့စောကြီးတနာရီကနေ9နာရီထိကိုသုံးတယ်เช้าဆိုတာမနေ့6နာရီကနေ7နာရီထိမှသုံးပါတယ်6โมงเช้า7โมงเช้า8โมงเช้า9โมงเช้า10โมงเช้า11โมงเช้าဒါကြတော့မနေ့6နာရီကနေ7နာရီထိမှသုံးပါတယ်နေ့လယ်12နာရီကိုကြတော့เที่ยงဆိုတာ12နာရီเนาะเที่ยง1ဆိုတာနေ့ပဲကိုပြောတာเที่ยง1ဆိုလို့ရှိရင်နေ့ပဲ12နာရီပေါ့เนาะโอเคပြီးတော့บ่ายဆိုတာကြတော့ညနေပေါ့နော်တနာရီကနေ3နာရီကြာမှသုံးပါတယ်บ่ายโมงบ่าย2บ่าย3တနာရီ2နာရီ3နာရီပေါ့နော်အဲ့ဒါတတွဲပြီးလို့ရှိရင်ညနေအေးက4နာရီကနေ6နာရီကြာမှရင်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးထားတာဖြစ်ပါတယ်အဲ့ဒါကြတော့ဘယ်လိုလဲဆိုတော့4โมงเย็น
4နာရီပေါ့နော်ညနေ4နာရီ5โมงเย็นဆိုတာညနေ5နာရီ6โมงเย็นဆိုတာညနေ6နာရီပေါ့နော်အဲ့ဒါကြတော့တွဲပြီးလို့ရှိရင်ည9နာရီကနေည7နာရီထိကทุ่มဆိုပြီးတော့တုံးတယ်1ทุ่มဆိုတာလည်းတုံးလို့ရ1ทุ่มဆိုတာ9နာရီပေါ့နော်တော့မဟုတ်ทุ่มนึงအဲ့လည်း9နာရီပဲနော်ပြီးတော့1ทุ่มဆိုတာလည်း9နာရီทุ่มนึงဆိုတာလည်း9နာရီပဲနော်လူလူပဲအဲ့ဒါကြတော့ तू ကညနေမှာည9နာရီကနေ7နာရီဒီမှာทุ่มဆိုတာရုပ်တုံးရတယ်โอเคကျွန်တော်ပြပြမယ်ทุ่มนึงည9နာရီ2ทุ่มည10နာရီ3ทุ่มဆိုတာည9နာရီ4ทุ่มဆိုတာည10နာရီ5ทุ่มဆိုတာည7နာရီเนาะအဲ့ဒါทุ่มကိုတုံးလာတာညဘက်တွေကိုทุ่มဆိုပြီးတော့တုံးလာတာဖြစ်ပါတယ်โอเคနောက်တစ်ခုက12နာရီ12နာရီလဲည12နာရီဖြစ်တယ်ည12นาရီကြတော့เที่ยงဆိုတာ12နာရီညဘက်ဖြစ်တဲ့အတွက်เที่ยงคืนဆိုတာညဘက်ကိုပြောတာဖြစ်ပါတယ်เที่ยงคืนဆိုတာည12နာရီဆိုလိုတာဖြစ်ပါတယ်ဒါ24နာရီအချိန်စရာတွေကိုဘယ်လိုတွေတုံးသွားလဲဆိုတော့ကျွန်တော်တစ်ခါလေးရှင်းပြတာဖြစ်ပါတယ်တကယ်လို့ဘောနော်ခွဲလို့ဘာလို့ဆိုလို့ရှိရင်တစ်ခါလေးပြောမယ်နော်ခွဲလို့ဘာလို့ဆိုလို့ရှိရင်ครึ่งဆိုတာခွဲပေါ့နော်เที่ยงคืนဆိုတာည12နာရီခွဲ2ทุ่มครึ่งဆိုတာည7นาရီခွဲ8โมงเช้าဆိုလို့ရှိရင်7နာရီပေါ့နော်8โมงครึ่งဆိုလို့ရှိရင်7နာရီခွဲအဲ့လိုသုံးပါတယ်နော်ဒါကြတော့တနေ့တာအချိန်စရာလေးဖြစ်ပါတယ်အဆင်ပြေမှလို့ထင်ပါတယ်နော်အဆင်ပြေတယ်ဆိုလို့ရှိရင် follow မလုပ်ရသေးရင် follow လုပ်သွားပါကျွန်တော် channel မှာအခုလိုမျိုး video file လေးကျွန်တော်နေ့တိုင်းလိုလုပ်ပြီးတော့ live မှာ social media တွေကိုမှာတင်ပေးတာဖြစ်တဲ့အတွက်ကျွန်တော် social media မှာ share မယ်ဆိုလို့ရှိရင်ဘူထိုင်လန်ကွေးဆိုပြီးတော့ share လို့ရပါတယ်နော်ကျွန်တော်နာမည်ပေးထားတာဘူထိုင်လန်ကွေးဖြစ်ပါတယ်အားလုံးစီပြီးမှလို့ထင်ပါတယ်အားလုံး thank you ပါขอบคุณครับ bye bye